သိချင်မှန်းသိရင်နေမင်းမုန်းငယ်ဒါဘာကြောင့်မှတွေးများပါလားကိုအားလုံးနဲ့တိုက်ခိုက်ကချစ်ခဲ့ရနောက်ဆုံးတော့အသေးခွဲဘူးလားကျွန်တော်တို့ရင်မချိုးတော့ပြုံးတွေနေအောင်များထပ်တွေထွေးခဲ့ဒါရကူတော့အေးဆက်သွားအောင်လုပ်ရခဲ့တာကိုလွန်းနှမသိရင်နေမင်းချခဲ့ဒါဘာ